Hello hello အားလုံးပဲမင်္ဂလာပါ အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဟိုဝိုင်းအောင်ထားပါတော့ခုံမှာပေါ့နော်တဲလေးတယောက်တောင်းလာလို့ပေါ့နော်ဟိုဝိုင်းတယောက်ကခုံခိုင်းလို့ပေါ့နော်တာဝါဝိုင်းအောင်တာဝါတော့ခုံမဲတီတာဝါခုံတော့မကျွမ်းအောင်နော် မေဒီပါလား ဒီပါနဲ့လေးတော့ပါတော့တော့အဲ့ငါပဲရောက်သွားတာတော့ ဒီမှာသမီးလေးတက်နေသူရဲ့လဲကွာသူရဲ့လဲ လဲကွာလားဘယ်လို ဒီဘက်တောက်လားဒီဘက်တောက် อ๋อนี่กะอ๋อမဟုတ်ဘူးဒီဘက်ကိုအော်ငါဆိုဒီမှာလဲအော်ဘဝလဲမตายရအောင်ဟဲ့ အမေဒီအသေးပုံနေရာမှာရမ်းမခုံနဲ့နော် အေး ရမ်းခုံရင်အမေကြပြီလားမှတ်လိုက်တော့ဘေးကအကလေးကိုပဲခုံ အော်မ မှာ ဟုတ်ဘူးဟဲ့မပြပြုတ်ကြသွားရော ဝေးအမေလို့ ပြန်ပြီ ဟုတ်တယ်ဟဲ့လေးစားမဟုတ်လေဂိမ်းနဲ့မဲ့ဟိုက yellow light မဟုတ်ငါပြန်ပြုတ်ကြသွားရော မီးဝါရောင်တာပါဆို တော့ ရအမေရရ ဒီကျဲကို တက်နေရတယ် တက်နေရ အဲ့ကျ easy နဲ့နင်းလာနဲ့အော်အေးအမေကိုနဲ့တွေ့ကြချ အေးလောစားပါလားဟိုဒါခုံတော့ခါကြ အသေးပုံရောက်ရင်ဘေးကဟာဝဲခုံ อืม ကိုက်ချပါ သူကလည်းကွထွင်လာတာလည်းငါယူပါယူရမှာ အမေဝဲတွင်တာအမေရောအဲ့နေရာကြအဲ့နေရာလေးပါပဲ ဒီတကား လေးစားမရှိဘူးတိလား လေးစားမရှိဘူး no အရာမရဘောနော်ပြောရလေလာခုံကြည့်ပါအဲ့ဒါကိုစော့ကောင်းနေတာပါလေးဘောနော် ဒီဂိမ်းတာဝိုင်ပိုင်းခုံမတက်ပါဘူးနော်တီတီတဲရီကခုံစီချင်လို့ခုံတာပါ အေးလမ်းမမယ်လမ်းမမယ် အလုပ်လည်းမအားပါဘူးနော် ဟိုဒီလေးထားတယ်မှာ တော်များများလောင်လာကြရဲ့တိလားခုံလည်းမတက်ဘူးတဲ့ဟုတ်ပါတယ်တီတီဂိမ်းစောမတက်ပါဘူး ဘေးဟုတ်လား တခါတလေကြားလို့ရှိရင်ဟိုဘယ်လိုပြောမလဲအလုပ်ထဲမှာကြာပြီကွာအလုပ်တွေ အဲ့ဒီဘာဟုတ်တယ်ရေးရေးလေး ပါပေါ့နော်စိတ်အနာပေးတာပါအဲ့ဒါကြောင့်ဒီတခါတလေဂိမ်းဆောတာပါနော်ခုံမတက်ပါဘူးပြင်းပြရဲဆောတာပါတီကိုလေးလောင်နာကြရဲ့တိလားဆောလည်းမတက်ဘူးတဲ့ဟိုတရားဆိုလို့ရှိရင်ပြောထားတဲ့ ငါနု သူလည်းမသိဘူး နု အပေါ်မှာလည်းခုံလို့လည်းမတက်ဘူး အော် တဲ့ ဟဲ့ကလေးမလေးဟာ အဲ့ဒီကလေးမလေးကသူ့မိရွယ်လောက်စီတဲ့တီတီကိုစောက်ပေါ်မှာတဲ့တာဝါလည်းခုံမတက်ဘူးတဲ့အဲ့ဒီလောင်နာတယ်ပေါ့နော်ဒါနဲ့အမဖြစ်ပါဘူးဒါကလည်းတိမ်တိုက်လာတိမ် အ လာ မေအမပဲရှိ ဟုတ်တယ်အဲ့တော့လို့မရတော့ဘူး အမေမေခုံချလိုက် ဟမ် ခုံချလိုက် ခုံချလိုက်ပဲအောင် ဟောအမေငေးနဲ့တမီးကြပြန်ပြီခုံချလိုက် ချလိုက်ပဲအောင် အမေတီးလိုက်မယ်မေခုံချလိုက်အေးခုံချလိုက်အေးအဲ့လိုခုံချ အဲ့လို အဲ့လိုခုံချလေရရှိရတဲ့မေရဲ့ အော် ဥစကေး အေး သူကလောဝဆန်းကျင်နာတိလား သူကလည်း ကနဝေးဆက်ဆန်လေးတီထွင်ထားတာမေရဲ့ကနဝေး ရဲ ဆက်ဆန် မိုက်ပါတယ်လို့ဒီချစ်ဆောင်နေဒီအမေ ကောင်းပါလေအရင်ပဲစိတ်ပြဘူး ဟိုအားရပါပြီအော်ဒုက္ခပဲကွယ်ငါဟိုကပြက်ပြေးအောင်မယ်ဒုက္ခပဲအများကြီးပြက်တက်အောင် ဥစကေးရရ อืม
တော့ကာမမသိ မ ပါ လောက်ပါနဲ့မလောက်ပါနဲ့တမီးတို့ပေါ်ရောက်နေပြီမေမဟုတ်အမေမထွက်ပါနဲ့မထွက်ပါနဲ့လို့ပြောပါမယ် အေးဟုတ်ပါပြီဟုတ်ပါ အရန်မိုက်ပါနဲ့ အတင်းဟိုမှာတွေ့ကနေရတဲ့ဘဝလေ ပြောဖို့ရန်ကောင်းတယ် ယောက်ျားမှာဆိုအတင်းဟိုမှာတွေ့ကနေရတယ်မကြည့်အောင်ဘာလုံးကြီးလည်းမသိဘူးဒီလုံးကြီးလေ ဒုက္ခမိုက်တယ်မေလေးစားမရှိရဘူးတော်တော်မိုက်နေပြီလား မိုက်ပါလေမမိုက်ဘူးပြောပါအောင်မိုက် လေးစားမရှိရဘူးတော်တော်မိုက်နေ သူများကစောတရခါကြတော့မိုက်ပေါ့နော်တီကမစောတရခါကြတော့ ပြောပြပြီအမေအောင်ကြပါပြီအမေအောင်ကြပါပြီ အော်ဒီချောင်းလေးကနေငါပြကြသွားတာဟုတ် အမေအောင်ကြသွားပြီစိတ်ညစ်တယ်မေစိတ်ညစ်တယ် ပါလေသူကလည်းနေကားလား အေးပြီးတော့လေ ဒီပြားရဲ့နေမဟုတ်လားလေးစားပြားမဟုတ်လား လေးစားပါဘူးပြီးတော့ဒီဗီဒီယိုထဲမှာပဲတစ်ခါလေးပြောမယ်မတောင်းဆိုရတဲ့ခင်ရလीအခုပေါင်း90ကျော်ရှိရယ်ကွယ်အဲ့ဒါခင်ရတရားကိုတနေ့အဲ့တမျိုးကိုတနေ့တစ်ပုတ်တင်ပေးနေရပေါ့နော်အလဲကြတင်ပေးနေရယ်ကွယ်အရင်တောင်းဆိုရတဲ့လူအရင်တင်ပေးမယ်ပေါ့နော်အဲ့လိုဆိုတော့ဘယ်လိုလဲစောက်ပေးကြပေါ့နော်ချိုးကြတော့ကွယ်မိုင်းရောခုံလည်းမခုံပြဘူးမိုင်းရောစိတ်ဆိုးတဲ့အမပေးတော့အဲ့လိုမျိုးရှိပါတယ်အကောင်လုံးတနေ့ရမှခုံပြလို့မရပါဘူးအားကြောင့်အားလည်းပြီးကြပေါ့နော်အဲ့ဒါလေးပြောချင်ပါ යි ပါလားဘူးပါပါရပါပြီအေးမျက်နှာမေးမမေးတော့ချွေးလိုက်တော့မျက်နှာမေးပါ အာမေးတမီးမရောက်သေးဘူး ရှိကြလားကွာလူတွေကနေတစ်ခါကြာရင်ဒီလားရန်ကိုမောင်းကိုဘယ်လိုလဲလောင်ကြလောင်နာတသနာမရှိဘူးတော့ဒါပေမဲ့ဦးဝင်ဆဲတာကြတော့လေအရန်စိတ်ဆိုရုံးလေးရပြတ်ကြသွားပြီဆဲတာကြတော့အရန်စိတ်ဆိုးရပေါ့နော်ဒါပေမဲ့တီတို့လူတိုင်းကဝဲဟုတ်တယ်မလားဆဲတတ်တာပေါ့နော်ဒါပေမဲ့ပြန်မဆဲဘူးဆိုတာသူတို့ကိုကြောက်လို့မဟုတ်ဘူးကိုကမရိုင်းချင်လို့ပေါ့နော်အဲ့ဒါကြောင့်ကိုကသူတို့ရှော့ပေးလိုက်တယ်လို့မျိုးပေါ့နော်ဒီပြာဟာလို့ယူလို့ပြန်မြန်ခုခဏလေးဆိုသူပြာလည်းတက်ကြည့်နေပြီဆက်ပြီးတော့အနေလေးမလို့ချင်တော့အကြောင်းမို့လို့ပေါ့နော်ဟုတ်ပါအဲ့ဒါလေးပြောလိုက်ပါမယ်အတတရားလို့သိသွားတယ် ငါရဲလည်းမလို့ကျင်တော့လေဟိုစကေးပါလောခဲ့ဒီတော့โอเคမှာဆိုပြနေပါသေးရဲ့ဘယ်လိုပြန်လာတော့ အဲ့လိုလေးမမကြတယ်အဲ့လိုမျိုးလေးလာတယ် ဟိုစကေးပါသွားမယ်တန်းရောက်တော့မေရိုးမေး ဒီပါဟဲ့ရောက်လာ ရမရဆက်ခေါ်လိုက် အဲ့လာငါကြောက်အောင်မယ် အမေမကြောက်ကြတော့သွားရေးရတာသွားလိုက်တော့အော်အမေအောက်တယ်မဝင်ဝါနဲ့ဒီမေ ဟောရောက်ဝိုင်းလာတာ ချိုင်း အော်သူပန်းနာရလဲကွယ် မလာ ဘာလဲမရှိရလာလည်းမလာပန်းနာ မလေးနဲ့ စိတ်ညစ်တဲ့ဒါရဲ့ပါလေ အမေမသွားနဲ့တော့မေကြောက်ကြအောင်နော်ခုံချလို့ရတယ်မှာ အေး ဟိုစကေးပါလောဆယ်တော့ယနိုမေးရဲ့စကင်ကိုစောက်လိုက်ပါအောင်မယ်မျက်နှာလေးချွေနေရပေါ့နော်အဲ့ဒါရောက် န တော့ င်တို့လေးထလာလား ไม่ใช่ မ อ่า ใช่ ไม่ใช่ ဆိုင် ไม่ติวဒီနေ့အရုံတို့ဒီမှာဖန်လေးပြောက်တောင်ဆိုထားရဲလို့ထားအောင်လာခုံပြတာပဲဖြစ်ပါတယ် ဒီနေ့ကတိတဲလေးတယောက်တောင်းဆိုတာတဲ့အဝါရောင်တာဝါတဲ့ မမတီတီတို့ခေါ်ထား ပ တဲ့ လဲ ဒီတော့ မမတီတီတို့ခေါ်ရတဲ့အတဲလေးတော့ပေါ့နော် ပထမ ဟိုမှာတယောက်ကလေတီဟိုတဲလေးတယောက်ကစောတာဝါခုံခိုင်းနေကွာတီဖုံကလေစောတာဝါခုံလို့မရဘူးတဲလေးရဲ့နော်အဲ့ဒါမို့ဖုံကလေစောတာဝါခုံအစင်မပြေလို့နော်အဲ့ဒါကြောင့်မို့ ထားပါပဲခုံပြ ဟိုဒီတာဝါလေးပဲခုံပြလိုက်တယ်ပေါ့နော်ဟိုတဲလေးတယောက်တောင်းလာတာနဲ့တာဝါဆိုပုံမှန်ဆိုတရားတာဝါတိတ်မစော့ဘူး ဒီက OV ဆော့တယ် OV ခုံတာပေါ့နော် OV ခုံတာလွယ်လို့လေဟဲ့လားအဲ့ကြောင့်မို့
ခုံပြလို့မရပဲတောင်းဆိုတာတဲ့စောတာဝါတောင်းဆိုတာတဲလေးခုံပြလို့မရလို့စိတ်မဆိုးပါနဲ့လို့တီတီကပြောချင်ပါတယ် ဆော့တာဝါစားနောက်ထပ်တခြားအဲ့လို OB လေးဆိုပုံပြီးတောင်းဆိုတည်တာဘာလို့လဲဆိုတော့တီတီဖောင်က OB ဆိုလို့ရှိရင်လုံးဝဆော့ရ အဆင်ပြေတယ်ကွာလုံးဝအဆင်ပြေတယ် อืม ဥစားတာဝါကြတော့ချိုးလေးဖုန်းကတာဝါကဖုန်းစကရင်လဲလို့မရအဲ့လိုမျိုးချိုးလေးတာဝါလေ အားကြောင့် ဒါကြောင့်ပါခက်ခဲလေးစီလို့ပါနားလည်းပေးပါ ကဲဆိုတော့ဒီနေ့ဗီဒီယိုရတော့ဒီလောက်ပါပဲ ကျေးဇူးပေးတဲ့တဲလေးတွေအားလုံးကျေးဇူးတင်ပါတယ်ဒါယွန်လီဖု ဗီ န်း ဒီယိုလေးတင်လို့ရှိရင်လေ channel လေးကို like subscribe လုပ်ပြီးအားပေးကြပါဦး ဒါနဲ့ ကျေးဇူးပေးကြရင်အားလုံးကျေးဇူးအများကြီးပဲတင်ပါတယ်ရှင် အားလုံးပဲပပိုင်ပါ ဘိုင်မှာဒီတီကိုတာဝါလေး OB လေးတွေတောင်းဆိုသွားလို့ရပါရင်နော်တတာ ပပိုင်